ဇလန်းဆမာတင်ကောင်မလေးတယောက်ရေချိုးပြီးခါစားဝိယုံလေးနဲ့ထွက်လာတော့သူမရဲ့ချစ်သူကောင်လေးကဂယူးဆိုင်နဲ့တပတ်လာကြုံပေးပါတယ်ဒါပေမဲ့ဒီလိုဂျီနူးစရာခိုက်တန့်လေးဟာစက္ကန့်ပိုင်းပဲခံခဲ့ပါတယ်ဘာလို့လဲဆိုတော့သူတို့နှစ်ယောက်ရဲ့နောက်ွယ်မှာကောင်လေးရဲ့ရေးစားဟောင်းဖြတ်ဟန်တူတဲ့မိန်းကလေးတယောက်အန်ဝမ်းနေစရာကောင်းလောက်အောင်ရောက်ရှိနေလို့ပါပဲကောင်မလေးဟာသူမချစ်ဆုံးသူရဲ့တစ္ဆာဖောက်မှုကိုမျက်မြင်ကိုယ်တွေ့မြင်လိုက်ရတဲ့အခါမျက်ရည်တွေဝိုင်းလာပြီးရင်ဘတ်တစ်ခုလုံးကွဲအမတက်ခံစားလိုက်ရပါတယ်ရှင်ကားကိုတစ္ဆာဖောက်ပြီးဒီလိုပတ်သက်မှုမျိုးနဲ့ပြောနိုင်မလားလို့မိကုန်းထုတ်ရန်နာကျင်စွာနဲ့လှည့်ထွက်သွားခဲ့ရပါတယ်ဒါပေမဲ့တစ္ဆာဖောက်တဲ့ကောင်လေးကတော့နောင်တရဟန်မရှိပဲငါတို့နှစ်ယောက်ကချစ်နေကြတာပဲတခြားသူတွေကိုဂယူးဆိုင်နေဖို့မလိုဘူးဆိုပြီးတတိယလူမိန်းကလေးရဲ့လက်ကိုတွဲကလက်ထပ်ဖို့အထိစကားတွေဆိုလာပါတယ်ဒီစကားလုံးတွေကကောင်မလေးရဲ့နှလုံးသားကိုဓာတ်နဲ့ထပ်မံမွန်းလိုက်သလိုပါပဲသူမအထီးကျန်စွာနဲ့လမ်းလျှောက်နေရင်အတိတ်ကသူတို့နှစ်ယောက်ရုံးခန်းထဲမှာအလုတ်ခွင်ထဲမှာတယောက်ကိုတယောက်ဆနောက်ပြီးကြည်နူးခဲ့ကြမှုတဲ့ပျော်ရွှင်စရာအခိုက်အတန့်တွေကိုမျက်စိထဲပြင်းပြင်းအောင်လာပါတယ်တစ်ချိန်ကကိုကိုပဲချစ်ပါတယ်ဆိုတဲ့မျက်ဝန်းတွေကအခုတော့တခြားသူတယောက်စီပြောင်းလဲသွားခဲ့ပါပြီသူမကားမောင်းရင်းနဲ့တင်ရင်ဘတ်ထဲကမခံမရနိုင်အောင်အော်ဟစ်ငိုကြွေးမိပါတယ်ဒီနေ့ကစားပြီးရှင်းတဲ့ပတ်သက်သမျှအားလုံးကိုငါမေ့ပြစ်တော့မယ်လူကျုံဝိုင်းရင်အိမ်ပေါ်ကနေအဝတ်စားတစ်တာတွေဆွဲပြီးဆင်းလာခဲ့ပါတယ်ကောင်လေးကလိုက်တားပေမဲ့တတိယလူကတော့သူတို့ရှေ့မှာတင်ကောင်လေးရဲ့လက်ကိုပိုင်ဆိုးပိုင်နေနဲ့ဆွဲကင်ပြပြီးရန်စနေသေးပါကောင်လေးဟာသူမကိုလက်လို့မခံချင်ပဲလမ်းမလဲမှာအတင်းလိုက်ဆွဲပြီးအချိန်ချင်းတောင်းပန်ဖို့ကြိုးစားပါတယ်ရှင်းပြချင်တယ်လို့ပြောနေပေမဲ့ကောင်မလေးကတော့နားမထောင်ချင်တော့ပါဘူးရှင်နဲ့ငါနဲ့အားလုံးပြီးဆုံးသွားပြီးလို့အပြက်ပြောပြီးရုံထွက်ဖို့ပဲကြိုးစားပါတော့တယ်သူတို့အတူတူရှိခဲ့တဲ့အိတ်ခမ်းလေးထဲမှာလည်းနာကျင်စရာတွေပဲပြည့်နေနေပါတယ်သူတို့နှစ်ယောက်ရဲ့ဓာတ်ပုံလေးကိုကြည့်ပြီးငိုနေရတဲ့အချိန်တွေတယောက်ကိုတယောက်ဖက်လဲတကင်းရှိခဲ့မှုတဲ့ကုတင်ထက်မှာပဲအခုတော့တခြားမိန်းကလေးတယောက်နဲ့ကောင်လေးဖောက်ပြန်နေတာကိုမြင်တွေ့ခဲ့ရတဲ့တန်ရာတွေကသူမကိုဘလို့မှရှိဆက်ခွင့်မပေးတော့ပါဘူးသူမအိတ်ခမ်းထဲအထိလိုက်လာပြီးကောင်လေးကိုအားရပါးရပါးရပစ်လိုက်ပါတယ်ငါ့ကိုဒီလောက်ထိနာကျင်အောင်လုပ်ထားပြီးတော့ရှင်ကတောင်းပန်ရုံနဲ့ပြီးမယ်ထင်နေလားလို့ဒေါသကြီးအော်ဟစ်မိပါတယ်ကောင်လေးရဲ့အမားတွေအတွက်မျက်ရည်တွေနဲ့ပဲလှည့်ပြန်ခဲ့ရတဲ့နေ့ရက်တွေကအများလုံးလာပါပြီနောက်ဆုံးမှာတော့ကောင်လေးကသူမမရှိရင်မဖြစ်ပါဘူးဆိုပြီးအတင်းဖက်ကဆွဲထားပြန်ပါတယ်ဒါပေမဲ့ကောင်မလေးရဲ့မျက်ဝန်းတွေထဲမှာတော့ယုံကြည်မှုတွေအားလုံးတူးညဖြစ်သွားခဲ့ပါပြီဘလောက်ပဲချစ်ခဲ့ပါစေကိုကိုလှည့်စားသွားတဲ့တစ္ဆာဖောက်တယောက်ကိုတော့နောင်တတွေနဲ့ပဲထားရစ်ခဲ့ပြီးသူမဟာဒီစိတ်တဲ့အချစ်ဇလန်းကိုအပြီးတိုင်အဆုံးသက်ကထွက်ခွာသွားပါတော့တယ်